မလာ28ရက်နေ့ကမန္တလေးငလျင်နှင့်အတူပဲခူးတိုင်းဒေသကြီးတောင်ခရိုင်ဖြူမြို့နယ်ကညွတ်ကွင်းမြို့ရှိနှစ်ပေါင်း115နှစ်တမိုင်းဝင်ငါးရက်ကြီးရုပ်ပွားတော်မြတ်ကြီးနှင့်တမိုင်းဝင်မဟာဝိဇ္ဇာတိန်တော်ကြီးငလျင်တန်ကြောင့်ထိခိုက်ခံခဲ့ရမှုအရှိအနေနဲ့ပြန်လည်ပြုပြင်သွားမယ်အရှိန်ဒီများကိုမေးမြန်းပြခဲ့ရမှာကျွန်တော်တို့ကညွတ်ကွင်းရဲ့မြို့ပြားမှာဒီထားကိုဝယ်တဲ့ငါးရက်ကြီးရုပ်ပွားတော်မြတ်ကြီးနဲ့ကာဏကုတိတိုက်တော်ကြီးတို့ဟာကျွန်တော်တို့28ရက်3လ2025နေ့မှာလှုပ်ခတ်သွားတဲ့ငလျင်ရဲ့အရှိန်ကြောင့်ရုပ်ပွားတော်ကြီးကလေပင်တော်မှာအတော်လေးထိခိုက်သွားပါတယ်။နောက်ကာဏကုတိတိုက်ကလည်းနောက်ကျောတစ်ချမ်းလုံးဝပြိုကျသွားပြီးတော့ကျန်တဲ့သုံးဘက်ကလည်းအတော်လေးကွဲအပ်သွားတဲ့အနေအထားပါအတော်လေးကိုကြီးမားမားထိခိုက်မှုဖြစ်သွားပါတယ်။နောက်တခါတည်းကြီးမြတ်စွာဘုရားပရဝဏ်အတွင်းမှာရှိတဲ့သာသနိကအဆောက်အဦတွေမှာလည်းကျွန်တော်တို့ကိုးကန်းတမိုင်းမှာဆိုရင်လည်းရှင်ဝင်ကွန်ကရစ်တိုင်များပြတ်သွားခြင်းနဲ့နောက်မဟာဝိဇ္ဇာတိန်တော်ကြီးမှာလည်းအတွင်းရောအပြင်ရောထိခိုက်မှုတွေများပြားလာပါတယ်နော်အဲ့ဒါကိုကျွန်တော်တို့ဘောဘကအဖွဲ့အနေနဲ့ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေးအတွက်အထူးကြိုးစားပြီးတော့ဆောင်ရွက်နေကြပါတယ်ပြန်လည်ပြုပြင်နိုင်ဖို့ဆိုတဲ့အနေအထားကဒီမြန်မာနိုင်ငံငလျင်ကော်မတီဗဟိုအဖွဲ့ရဲ့ငလျင်ကော်မတီဒုတိယဥက္ကဋ္ဌနဲ့အထွေထွေအတွင်းမှုအဖွဲ့ဝင်တို့ရောက်ရှိလာပါတယ်နောက်မြန်မာနိုင်ငံအင်ဂျင်နီယာအဖွဲ့ချုပ်ရဲ့ဒုတိယဥက္ကဋ္ဌနဲ့အင်ဂျင်နီယာအဖွဲ့ရောက်ရှိလာပါတယ်သူတို့တွေစစ်ဆေးကြည့်ရှုပြီးတဲ့အခါကျတော့ဒီယိုယွင်းပျက်စီးသွားတဲ့အနေအထားကိုနားလည်တက်ကြွတဲ့ပညာရှင်များနဲ့ပူးပေါင်းဆောင်ရွက်မှသာလျှင်အဆင်ပြေနိုင်မယ်လို့ပြောကြားသွားပါတယ်အဲ့တော့ကျွန်တော်တို့ကလည်းပြန်လည်တည်ဆောက်ပြုပြင်နိုင်ရေးအတွက်လောလောဆယ်ကတော့ကျွန်တော်တို့အလှူငွေလက်ခံလျက်ရှိပါတယ်သို့တော်လည်းသူတို့နားလည်တက်ကြွတဲ့ပုံကိုယ်များရောက်ရှိလာတဲ့အခါမှာကျွန်တော်တို့ဂောရကအဖွဲ့မြို့စုမြို့သားနေသူနေသားများပူးပေါင်းပြီးတော့ကျွပွားတော်ကြီးနဲ့တကွာပြိုကျလို့စေဖြစ်တဲ့ကာဏကုတိတိုက်တော်ကြီးတို့ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရန်အတွက်ပူးပေါင်းဆောင်ရွက်ကြမှာပါအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ယူရင်းပစ္စည်းမှုပမာဏများပြားလွန်းတဲ့အတွက်အနေနဲ့အရအခြားမြို့ရွာတွေမှာအခြားနိုင်ငံတွေမှာရောက်ရှိနေကြတဲ့ပြည်သူများအနေနဲ့လည်းတအားသမျှပါဝင်လှူဒါန်းပေးကြပါလို့မေတ္တာရပ်ခံလိုပါတယ်ဒီဗာရကြီးမြတ်စွာဘုရားရုပ်ပွားတော်မြတ်ကြီးကိုကျွန်တော်တို့ကညွတ်ကွင်းမြို့သားစသတိဥပိုလ်ကျူဇနီးတော်အင်မိသားစုတို့ဟာ1982ခုနှစ်မှာစတင်တည်ထားကိုးကွယ်ခဲ့ပါတယ်ယခုအချိန်ဆိုလို့ရှိရင်ဘုရားကြီးရဲ့သက်တမ်းဟာ135နှစ်ရှိခဲ့ပါပြီနော်135နှစ်ရှိပြီဖြစ်တဲ့အတွက်ကာလလည်းကြာရှည်လာတဲ့အခါကျတော့ငလျင်ရဲ့အားကိုခံနိုင်ရမရှိလို့အခုလိုဖြစ်ပေါ်သွားတယ်လို့ပဲကျွန်တော်တို့ယူဆပါတယ်ကညွတ်ကွင်းမြို့ကြက်တင်ဆောင်ငါးရက်ကြီးရုပ်ပွားတော်မြတ်ကြီးတွင်တရင်ကျွလပြည့်နေ့နဲ့အခါကြီးရကြီးနေများမှာဖျားဖူးသူများပုံမိုများပြားကြောင်းနှင့်ဖျားကြီးနှင့်တိန်တော်ကြီးမှာတမိုင်းဝင်ဖြစ်တာကြောင့်ရှင်းမှုမပြတ်ထိမ့်သိမ့်ပြင်ဆင်သွားမှာဖြစ်ကြောင်းဖျားကြီးဂောဘကအဖွဲ့မှသိရပါတယ်